Jet engine တွေကိုတိဆောက်ဖို့ဘာကြောင့်ဒီလောက်တောင်ခက်ခဲနေရတာလဲနိုင်ငံအနေငယ်လောက်ပဲထိတ်တန့်အဆင့်မီ engine တွေကိုတကယ်တမ်းထုတ်လုပ်နိုင်ကြပါတယ်ပထမဆုံးကြည့်လိုက်ရင်တော့ဒါဟာလေးပတ်နေတဲ့တန်တဲ့စက်ပစ္စည်းတစ်ခုလို့ထင်ရပေမဲ့တကယ်တမ်းမှာတော့ထင်ထားတာတဲ့အများကြီးပုံမှုရှုပ်ထွေးပါတယ်ပထမအချက်ကတော့ engine အတွင်းပိုင်းကအလွန်အမင်းပြင်းထန်တဲ့အပူဒဏ်ကိုခံနိုင်ရရှိရပါမယ်လောင်ကျွမ်းခံ combustion chamber တွေကအပူချိန်က2900 degree Fahrenheit 1593 degree Celsius ကျော်အထိရှိနိုင်ပါတယ်ဒီလောက်မြင့်မားတဲ့အပူချိန်မှာဘလို့တတ်တူမျိုးမဆိုချက်ချင်းအရေးပျော်သွားနိုင်ပါတယ်ဒါပေမဲ့တာဘိုင်ဒလက်တွေဟာတစ်စက္ကန့်ကိုအကျဉ်းရာနဲ့ချီတဲ့အချိန်လုံးတွေလေးပတ်နေရင်ပုံပြတ်သွားတာဒါမှမဟုတ်ကျိုးကျည်သွားတာမျိုးမရှိပဲခံနိုင်ရရှိရပါမယ်ဒါကြောင့်မလို့တို့ဟာရှားပါတဲ့ single crystal super alloys ပုံစံကိတစ်ခုလေးပါဝင်သောအထူးတတ်တူစက်တွေကိုအသုံးပြုကြပါတယ်ဒီပစ္စည်းတွေကိုထုတ်လုပ်ဖို့ကအလွန်ခက်ခဲပြီးနိုင်ငံအနေငယ်လောက်ပဲဒီနည်းပညာကိုတကယ်တမ်းပိုင်ဆိုင်ထားတာပါဒါပေမဲ့ဒီပစ္စည်းတွေကစိန်ခေါ်မှုရဲ့အစိပ်ပိုင်းတစ်ခုပဲရှိပါသေးတယ်engine ဒလက်တွေအတွင်းပိုင်းကအခေးလိုက်မဟုတ်ပါဘူးတို့တွေမှာအလွန်သေးငယ်ပြီးရှုပ်ထွေးတဲ့အအေးခံလမ်းကြောင်းလေးတွေပါဝင်ပါတယ်တတ်တူတွေအပူလွန်ကဲမသွားအောင်လီအီးတွေကိုအဲ့ဒီလမ်းကြောင်းလေးကနေအမြဲတမ်းဖျက်ဆီးစီပါတယ်ဒီလိုအေးခံစနစ်တာမရှိရင်အကောင်းဆုံးဆိုတဲ့တတ်တူစက်တွေတောင်ကြားရှိခံမှာမဟုတ်ပါဘူးနောက်တစ်ချက်ကတော့ engine ရဲ့ရှုပ်ထွေးမှုပါ engine တစ်လုံးမှာအစိပ်ပိုင်းပေါင်းပေါင်းနဲ့ချီပါဝင်ပါတယ်ဖိအားမြေတာပိုင်းတွေထဲမှာဆိုရင်အစိပ်ပိုင်းတစ်ခုနဲ့တစ်ခုကြားကအကွာအဝေးဟာအလွန်ကိုကျဉ်းညောင်းပါတယ်သိငယ်တဲ့အမားလေးတစ်ခုကတော့စွမ်းဆောင်ရည်ကိုထိခိုက်စေနိုင်တယ်လို့ပြင်းထန်တဲ့အန်ဒီရီတွေကိုလည်းဖြစ်စေနိုင်ပါတယ်အမြင့်ပေ3500လောက်မှပြန်တန်းနေတဲ့ချိန်မှာတော့အမှားအယွင်းဆိုတာလုံးဝအဖြစ်မခံပါဘူးဒါကြောင့်မို့လို့ထိတ်တန်းအဆင့်မီ jet engine တလုံးတိဆောက်ထားတာဟာ engineer လောကမှာအခက်ခဲဆုံးအလုပ်တွေကတစ်ခုဖြစ်နေရတာပါဒီဗီဒီယိုလေးကနေဖူးတူတာရရင် like and share လေးလုပ်ပေးပါဦးဗျ